နေ့မှာတော့အဲလီယာမြေအောက်ထရာစီးနေရင်နဲ့ထူးဆန်းတဲ့အမျိုးသမီးတယောက်ကိုတတိထားမိလိုက်တယ်အဲ့ဒီအမျိုးသမီးကလေခေါင်းမှာပတ်တိနဲ့ဖွေးသားကြီးပတ်ထားတာပြီးတော့အဲလီကိုစိုက်ကြည့်နေတာဗျာအဲလီလည်းချက်ချင်းပဲကြောစိမ့်သွားပြီးတော့မတက်မတာဖြစ်လာတာနဲ့နောက်ယထာတစီစီအမြန်ပြောင်းစီးလိုက်ပါတယ်ဒါပေမဲ့မယုံနိုင်စေရပဲအဲ့ဒီထူးဆန်းတဲ့အမျိုးသမီးကသူမနောက်ကိုထက်ချက်မကွာလိုက်လာတာမင်းရဲ့နှာခေါင်းလေးကတိတ်လာတာပဲဆိုပြီးထူးထူးဆန်းဆန်းတွေလာပြောနေတော့တာပါပဲအဲလီကဘေးပဝင်းကျင်ကလူတွေကိုအခုအနီတောင်းကြည့်ပေမဲ့ထူးဆန်းတာကဘသူကမှဒီအမျိုးသမီးကိုမြင်ပုံမရကြဘူးဘသူမှမမြင်ဘူးဒါနဲ့အဲလီလည်းတက်သေးကြံအောင်ဆိုပြီးဖုံးထုတ်ကဗီဒီယိုရိုက်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲကျမ်းပြင်ပေါ်မှာထူးဆန်းတဲ့အဖြူရောင်မီးခိုးတွေကိုမြင်လိုက်ရတယ်အဲ့ဒီမှာလေသူမအန်ဒီရဲ့ရှိနေပြီဆိုတာကိုသဘောပေါက်သွားတာပေါ့သူမကြောက်လန့်တကြားနဲ့အင်တာထဲမှာဝင်ပုန်းပြီးရဲစခန်းကိုဖုံးဆက်လိုက်ပါတယ်ဒါပေမဲ့ဖုံးကင်လိုက်တဲ့သူကလည်းမင်းရဲ့နှာခေါင်းလေးကအရန်လှတယ်နော်လို့ထပ်ပြောလာတဲ့အခါမှာတော့အဲလီတယောက်တွေးပြတ်သွားရပါတော့တယ်အဲ့ဒီနောက်မှာတော့အင်တာအကန့်ရဲ့အပေါ်ဘက်ကနေလက်တစ်ဖက်ကဖြည်းဖြည်းချင်းဆန့်ထုတ်လာတာကိုမြင်လိုက်ရပါတော့တယ်အဲလီရဲ့ဒီထူးဆန်းတဲ့ဇာတ်လမ်းဟာလူစီဆိုတဲ့ horror blogger တယောက်ကိုဆွဲဆောင်သွားခဲ့ပါတယ်လူစီဟာအဖြစ်အမှန်ကိုသိနိုင်ဖို့မြေအောက်တရားဘူတာကိုကိုယ်တိုင်တွားရောက်စုံစမ်းခဲ့ပေမဲ့သူမရောက်တဲ့အချိန်မှာဘူတာကပိတ်သွားပါပြီချောက်ချားစရာကောင်းတဲ့အမောင်တုထဲမှာမိချောင်းတွေရွတ်တညက်ဝင်းကနေလင်းလာတဲ့အခါမှာတော့လူစီဟာတယောက်တည်းမဟုတ်ဘူးဆိုတာကိုသိလိုက်ရတယ်သူမရဲ့အနီးနားမှာအမျိုးသားတယောက်ရှိနေတာပါသူမထပ်ပြီးဖို့ကြိုးစားပြီးယထာတစီပေါ်အမြန်တက်လိုက်ပေမဲ့အဲ့ဒီအမျိုးသားဟာမျက်စိတမိတ်ထွန်းမှာပဲသူမရဲ့ရှေ့တက်တဲ့မှာထူးဆန်းစွာပေါ်လာပြန်ပါတယ်ယထာတွဲထဲမှာမြည်တဲ့ရုပ်တရက်ဖြတ်ခနဲ့ပျောက်သွားတဲ့အချိန်မှာတော့လူစီတယောက်အသေးရစရာကောင်းတဲ့မြင်ကွင်းကိုမြင်လိုက်ရပါပြီအဲ့ဒီအမျိုးသားကသူမနောက်ကနေနောက်ပြန်ကြည့်ပြေးလိုက်နေတာဗျာကန်ကောက်ထောက်မှဆိုနဲ့ယထာဘူတာတစ်ခုကိုစိုက်ရောက်သွားပြီးအဲ့ဒီလူလည်းပျောက်ကွယ်သွားပါတယ်လူစီတယောက်ဘေးကင်းပြီလို့ထင်လိုက်ပေမဲ့သူမရှိမှတော့စွန့်ပစ်ထားတဲ့ယထာအဟောင်းကြီးတစ်စီရှိနေပြန်တယ်အဲ့ဒီယထာအဝင်ကွာမှာဝေါ်ကီတော်ကီတစ်လုံးကိုတွေးလိုက်ရပြီးမြေအောက်တရားဘူတာရဲ့လူရွတ်တရားတွေကိုဖော်ပြဖို့အတွက်လူစီဟာအဲ့ဒီယထာအိုကြီးတဲ့ကိုခြေလန်းလိုက်ပါတော့တယ်